နေ့မှာတော့တကဘာလုံးကစောင့်ကြည့်နေရတဲ့အမေရိကန်နဲ့အီရန်တို့ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုစတင်တော့မှာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲကကမ္ဘာစီးပွားရေးနဲ့စွမ်းအင်ကန်တာပြန်လည်ဥမော်လာမလားဒါမှမဟုတ်ပုံမဆိုးရွားတဲ့ကပ်ပေးစီဥတီသွားမလားဆိုတာကိုဆုံးဖြတ်ပေးမှာပါ။လက်ရှိမှာတော့နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေဟာပါကစ္စတန်နိုင်ငံကိုအသီးသီးဆိုက်ရောက်နေကြပြီဖြစ်ပါတယ်။ American ဘက်ကတော့ဒုတိယသမ္မတ JD Vance ကိုယ်တိုင်အထူးလေယာဉ်နဲ့လာရောက်ခဲ့တာပါ။ JD Vance ဟာအီရန်ဘက်ကအယုံကြည်ရဆုံးလို့သတ်မှတ်ထားတဲ့သူဖြစ်ပြီးသူနဲ့မှသာဆွေးနွေးမယ်လို့အီရန်ဘက်ကအခိုင်အမာပြောဆိုထားပါတယ်။ဒါပေမဲ့ JD Vance ကတော့အီရန်အနေနဲ့ယူရေနီယမ်တန်စင်မှုလေးရပ်ကန်ရမှာဖြစ်တယ်လို့နျူကလ িয়ার လက်နက်လုံးဝမပိုင်ဆိုင်ရဘူးလို့ယက်တီချက်ကိုထပ်လောင်းပြောကြားခဲ့ပါတယ်။အီရန်ဘက်ကတော့လွတ်တော်ဥက္ကဋ္ဌဂါလီဘက်နဲ့နိုင်ငံခြားရေးဝန်ကြီးတို့ဦးဆောင်တဲ့အဖွဲ့ဝင်၄ဦးပါကစ္စတန်ကိုရောက်ရှိနေပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ကကြားဝင်ဆေးစဖေးတူခိဆောင်ရွက်မှာဖြစ်ပြီးလုံခြုံရေးအရမြို့တော်တစ်ခုလုံးကိုလော့ဒေါင်းချထားတယ်လို့တင်းကျပ်ထားပါတယ်။အီရန်ဘက်ကအချက်30တောင်းဆိုထားပြီးအမေရိကန်တပ်တွေအရှေ့အလယ်ပိုင်းကထွက်ခွာဖို့နဲ့ပိတ်ဆို့ထားတဲ့အီရန်ပိုင်ဆိုင်မှုတွေကိုပြန်ဖွင့်ပေးဖို့ပါဝင်ပါတယ်။အမေရိကန်ဘက်ကတော့နျူကလ িয়ার ကိစ္စကိုအဓိကထားပြီးယူရေနီယမ်တန်စင်မှုကိုလုံးဝလက်မခံနိုင်ကြောင်းတုံ့ပြန်ထားပါတယ်။တစ်ဖက်မှာလည်းအစ္စရေးကလက်ဘနွန်ရှိ Hezbollah အဖွဲ့တွေကိုစက်တိုက်တိုက်ခိုက်နေရကဆွေးနွေးပွဲအတွက်အဟန့်အတားဖြစ်နေပါတယ်။အီရန်ကတော့စစ်မျက်နှာအားလုံးမှာအပြစ်အခတ်ရပ်တမ်းမှတာဆွေးနွေးပွဲအောင်မြင်မယ်လို့ပြောထားပြီးမြဲအစ္စရေးကတော့သူတို့လုံခြုံရေးအတွက်စက်တိုက်မှာပဲလို့ဆိုပါတယ်။ဒါအပြင်အမေရိကန်ကအီရန်ဘက်ကဖမ်းဆီးထားတဲ့အမေရိကန်တုံးပန်းတွေကိုပြန်လွှတ်ပေးဖို့တောင်းဆိုဖို့ပြင်ဆင်နေပါတယ်။ဒေါ်နယ်ထရမ့်ကတော့ဟော်မုစ်ရေလက်ကြားဖို့အီရန်အနေနဲ့လုံးဝမပိတ်ရသလိုအခခရီးငွေလည်းမကောက်ရဘူးလို့တတိပေးထားပါတယ်။တစ်ဖက်မှာဆွေးနွေးပွဲလုပ်နေပြီးမဲ့အမေရိကန်တပ်ဖွဲ့ဝင်9000ခန်းနဲ့စစ်လက်နက်ပစ္စည်းတွေကိုအရှိအလဲပိုင်းစီအင်းအိုက်သားဖြီးတင်နေပါတယ်။ဒီဆွေးနွေးပွဲဟာတကယ်ပဲငြိမ်းချမ်းရေးစီဥတီသွားမလားဒါမှမဟုတ်စစ်ပွဲရဲ့အစဖြစ်လာမလားဆိုတာကတော့ရင်တတိထိတ်နဲ့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်